အားလုံးပဲမင်္ဂလာပါဆူဆူဖြစ်ပါတယ်ဆူဆူဒီနေ့ကတော့တော်နေမိတော့တရက်တီတုတ်စားမှဖြစ်ပါဘောနော်တရက်တီတွားခိုးတာဘောနော်ကိုရင်ကတရက်တီကိုခိုးပြန်ခိုးတာဘောနော်အင်အားလူတွေကမဲထိထားမှုကကျမတို့ခိုးပြီးခူးစားလိုက်တာချင်တူလှန်နေတာပဲဘောနော်နောက်ပြီးတော့အရန်ပြတ်တဲ့ဓာတ်နဲ့ဘောနော်တရက်တီလေးကိုပပလေးကမှလီးပါတယ်ရှင်ဒါရန်ပြတ်နေတော့ကျမရဲ့မျက်နှာတော့ထဲမြိုင်နေမှာဘူးအန်ချိတ်ပြီးတော့လီးနေရတဲ့အတွက်ကြောင့်ပါဒီပြီးတော့အခါမှာပလေးရသွားပြီပေါ့နော်ရသွားတော့အစီမပေါအောင်လို့သုံးမဲ့စလုံးမျိုးထည့်ပြီးတော့ကျွန်မအစီဆေးပါတယ်ရေဆေးပြီးတော့ပြီးဆိုလို့ရှိရင်တော့မြို့ဒီရဲ့ချက်မုံလေးကိုတစွန်းထည့်ပါတယ်အဲ့ဒါပြီးတော့ရှိရင်ချိုမုံထည့်ပါတယ်ချိုမုံပြီးတော့ရှိရင်စားလေးနည်းနည်းလေးထည့်လိုက်တယ်ပေါ့နော်ပြီးတော့ရှိရင်ကတော့တငယ်လေးကိုပေါ်ဒါလေးနဲ့လှီးပြီးလည်းထည့်တယ်နောက်ပြီးတော့ရှိရင်ပစုံချောက်လေးထည့်တယ်နောက်ပြီးတော့ရှိရင်ပေါ်အနေဖုံးပြီးခလောက်နဲ့ခလောက်လိုက်တယ်ပေါ့နော်ခလောက်ပြီးတော့ရှိရင်တော့အရင်ချင်တဲ့တရက်တီတုပ်